ကဲချက်ချောက်ထောင်းကိုဆိုင်မှာသွားစားရတာအားမရတာနဲ့အိမ်မှာစိတ်ကြိုက်ဝါထောင်းစားလိုက်ပါပြီချက်ချောက်နဲ့ကြက်တောင်မှန်လေးတွေကိုဂျင်းလေးထည့်ပြီးတော့မှပြုတ်ထားလိုက်ပါမယ်ကျမကတင်မော်သီးလေးပါထည့်ထောင်းမှာမို့လို့တင်မော်သီးလေးကိုအခွန်ခွာထားလိုက်ပါမယ်တင်မော်သီးနေရာမှာမုတ်ဘတ်တို့ခောက်ဆွဲတို့ထည့်ထောင်းမယ်ဆိုရင်လည်းရပါတယ်ရှင်တင်မော်သီးကိုအခွန်ခွာရေးဆေးပြီးပြီဆိုရင်ကျမကချင်းနဲ့ချစ်ထားလိုက်ပါမယ်ကဲတင်မော်သီးကိုလည်းကိုလိုအပ်တဲ့လောက်ချစ်ပြီးသွားပြီဆိုရင်ကျမကဒီကြက်ရိုးလေးတွေကိုလည်းအနေတော်လေးတွေဖဲ့ထားလိုက်ပါမယ်ကဲပဝင်ပစ္စည်းလေးတွေလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကျမတို့စထောင်းလိုက်ရအောင်မြုပ်သီးစိမ်းလေးတွေကိုကိုအဆက်စားနိုင်တဲ့ပမာဏလောက်ထည့်ထောင်းပါမယ်ပြီးရင်ကြက်သွန်ပြူလေးထည့်ထောင်းပါမယ်ကြက်သွန်ပြူလေးညက်ပြီဆိုရင်ကျမကဒီပဲသီးလေးတွေကိုခပ်ဖွားဖွားလေးထောင်းထားလိုက်ပါမယ်ပြီးရင်ခရမ်းချင်သီးပပလေးထတာထည့်မယ်ထညက်ရည်ထည့်မယ်တကြားလေးထည့်မယ်ကျမကဒီ ready made ငပိရည်ရိုးဘူးလေးထည့်လိုက်ပါတယ်ကိုယ်တိုင်အိမ်မှာကြိုပြီးထည့်မယ်ဆိုရင်လည်းရပါတယ်ငန်းပြရည်လေးထည့်မယ်အချိုမုံလေးနည်းနည်းထည့်မယ်ပြီးရင်တံမြသီးလေးညှစ်ထည့်လိုက်ပါမယ်ရှင်ဒီထောင်းနည်းလေးကကြတော့လေချိုးချင်းငံဆက်အကုန်လုံးပြည့်စုံနေမှာစားလို့ကောင်းတာပါအချိုးပေါ့ရင်လည်းစားမကောင်းတယ်လို့အဆက်ပေါ့ရင်လည်းစားမကောင်းပါဘူးကဲထောင်းထားတဲ့အရည်လေးလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တင်မောသီးရဲ့ကြက်ချောက်လေးရဲ့ကိုထည့်ပြီးတော့မှတခြားလေးနှက်ဆက်အောင်နှဲလိုက်ပါမယ်ရှင်အရသာလေးကိုစိတ်ကြိုက်ဖြစ်လို့အပေါ်ကနေမြေပဲဆန်လေးဖြူလိုက်မယ်ဆိုရင်ကျမတို့ရဲ့အရသာရှိလာတဲ့ကြက်ချောက်ထောင်းလေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်